ပို့ထားတာကို remind ပြန်တာအမပို့လိုက်စာဝဲ copy လိုက်တော့မယ်သုံးထားတယ်လို့ဒါဆင်းလို့invoice တောင်မှာပဲစောင့်ပေါ့နော်ဒီပေးနိုင်လို့ invoice ဆက်တဲ့နာတိုင်းပေးကြရမှာဖြစ်တယ်ဘုပေးချင်မှုကတက်ပြီးကိုယ်လိုက်တော့မဟုတ်ဘူးတဲ့အဲဒါမှသူပေးလိုက်လမ်းညွှန်ပေးနိုင်ဘူးတဲ့မီရာရက်ကိုတူပေးလိုက်ကျန်တဲ့သူကိုစီစီပေးလိုက်မယ်မီရာရက်ကိုတူပေးပြီးတော့ကက်တီရဲ့အဲ့ဒီ YSO admission group ရဲ့အဲ့ဟာကိုစီစီပေးလိုက်ပေါ့မီရာရက်ကိုじゃတူခံလိုက်မယ်မီရာရက်ကိုပဲထားရပို့တော့မယ်တူခံပြီးတော့သူက process တွေအကုန်ပြည့်ပြီအဲ့ပြီးတော့ခါကျတော့ကျောင်းသားတရားစီစီရဲ့1 2 3 4 5 6 7 8 9 10ဆိုအနာမည်နဲ့ email address တွေနဲ့စီးပြီးတော့ဒါစီးလိုက်တော့ဘယ်ကျောင်းသားကဘယ် email CP လက်ခံပြီးအောက်မှာအိတ်ထဲလိုမျိုးလေးတွေနာမည်နဲ့ email address နဲ့ထည့်ပေးလိုက်9ယောက်ပဲရှိရင်ငါတို့ဘယ်တော့မှမရှိဘူးလူနဲတယ်1 2 3 4 5 6 7ဆိုပြီးအိတ်ထဲနဲ့ဘယ်လိုလုပ်တော့မှလို့ဒီ1ထဲမှာလို့ရိုက်တယ်အဲ့လိုဒီပါရတိတော့ဒီပေါ်ဒီခွန်ရပြီတော့မေးအောင်ပေါ်ဒီရရှိရဲ့လူတွေအကုန်လုံးလုံးချင်လားကျောင်းသားကပေးတက်မှလားကိုရီးယားတက်မယ်လို့ပြောပြီးကညမှာမတက်တော့ဘူးဆိုကြတော့ကိုရီးလည်းမကောင်းဖြစ်တယ်ဒီထဲမှာရှိတာတစ်ခါလေးမေးလိုက်မယ်ဆိုတော့ဒီလက်တက်မှာမက်နယ်လက်တက်မှာမက်အဟွာလက်တက်မှာကွာမက်နယ်ကြီးလက်တက်မှာကိုကပတ်သက်ပေးတဲ့မှာတက်မှာပါကိုရှိပါလိုင်းတော့စိတ်လို့ပဲကျော်မတန်ရှိမယ်ကျော်မတန်မေးရတယ်ပြီးလို့ရှိရင်မင်းပိုင်ဟန်ရောဟယ်လိုတက်မှာပတ်သက်ပေးတယ်မယ်ဆိုတက်မယ်ဟောပတ်သက်ပေးတယ်မယ်ဆိုတက်မယ်ဟောကိုလာပိုင်း9ရက်နေမတိုင်ခင်ကိုတွင်းရမယ်ဆိုရင်တွင်းနိုင်တယ်ဟောဟယ်လို
9 လပိုင်း9 ရက်နေ့မတိုင်ခင်8300အပြည့်သွင်းရမယ်ဆိုရင်သွင်းမယ်ဟုတ်အဲ့ဒါကတော့ရမှာမဟုတ်ဘူးအဲ့ဒါအမတို့မေးပြီးသွားပြီ3-4ကမေးပြီးသွားသူတို့ပြောရလေဟိုကျောင်း resident permit မကြလို့ရှိရင်ငါတို့ပတ်စံပြန်အပ်ပေးမယ်လို့သူတို့ဘက်ကပြောပြီးသွားပြီဆိုတော့သူတို့ဘက်ကအဲ့ဒါပဲပြောနိုင်ပါပြန်တာကတော့သွင်းဖို့သွင်းရမှာဒီမှာဒါလည်းတော့အမပြောပြီးသွားပြီချက်ချင်းဘာသူကသူကစမ်းလာပြီးကြနေစီကြတယ်လားရကိုလာပါခုနေတယ်မနိုင်ဘူးပြောနေတာ
တို့ကပြန်ပြီးညီမတို့ကရက်ဆောင်တို့က message နဲ့ညီမနေတာတော့ yes